မင်္ဂလာပါဒီနေ့မှာတော့ option trading လုပ်တဲ့အခါမှာအရင်ရေးပါတဲ့ volatility analysis အကြောင်းကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ် implied volatility IV historical volatility HV နဲ့ IV rank IV percentile တို့ကိုနားလည်သဘောပေါက်ပြီးတော့ option trading ပြုလုပ်တဲ့နေရာမှာအကျိုးရှိရှိအသုံးပြုသွားလို့ရပါတယ်ဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာတွေအားလုံးကတော့ educational purpose ပညာပေးခြင်းရည်ရွယ်ချက်တက်တာဖြစ်ပါတယ်ကျွန်တော်တို့ Chai Explain page အနေနဲ့ financial advisor မဟုတ်တဲ့အတွက်ဒီအချက်လက်တွေကို financial advice အနေနဲ့မယူဆစေလိုပါဘူး option trading နဲ့ stock မှာရင်းနှီးမြှုပ်နှံတဲ့နေရာတွေမှာ risk ရှိနိုင်ပါတယ်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ capital ကိုစနစ်တကျ management လုပ်ပြီးတော့တေချာလေ့လာဆုံးဖြတ်ပြီးမှသာရင်းနှီးမြှုပ်နှံမှုလုပ်ကြဖို့တိုက်တွန်းလိုပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ရဲ့ဗီဒီယိုကိုစလိုက်ကြအောင်implied volatility ဆိုတာဘာလဲပထမဆုံးအနေနဲ့ implied volatility လို့ခေါ်တဲ့ IV ဆိုတာဘာလဲဆိုတာယဉ်ကြည့်ရအောင်ပါ IV ဆိုတာက stock share တစ်ခုရဲ့ဈေးနှုန်းအတက်အကျဘယ်လောက်ဖြစ်နိုင်တယ်လဲဆိုတာကိုဈေးကွက်ကခန့်မှန်းထားတဲ့အတိုင်းအတာတစ်ခုပဲဖြစ်ပါတယ်ဒါကအရင်တုန်းက information လို့ခေါ်တဲ့အချက်လက်မဟုတ်ပဲနဲ့နောင်လာမဲ့ရက်ပေါင်း30အတွက်ဈေးကွက်ရဲ့ focus တစ်ခုပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ price of uncertainty ပါ IV ကိုရိုးရိုးရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင် option တွေရဲ့ဈေးနှုန်းပေါ့နော် price tag လို့တောင်တင်စားလို့ရပါတယ် IV မြင့်နေရင် option ဈေးကြီးနေတယ်လို့သတ်မှတ်နိုင်ပြီးတော့ IV နှိမ့်နေရင်တော့ option ကဈေးသက်သာတယ်လို့ယူဆလို့ရပါတယ်ဒါကြောင့် investor တွေအနေနဲ့ IV နှိမ့်တဲ့အချိန်မှာဝယ်ပြီးတော့ IV မြင့်တဲ့အချိန်မှာပြန်ရောင်းတဲ့ strategy ကိုသုံးလေးရှိတာကိုလည်းတွေ့ရပါတယ်ဒီနေရာမှာသတိပြုရမှာတခုကတော့ IV ကိန်းဂဏန်းတစ်ခုတည်းနဲ့အားလုံးကိုတိုင်းတာလို့မရပါဘူးဥပမာတည်ငြိမ်နေတဲ့ stock တစ်ခုအတွက်ဆိုလို့ရှိရင်တော့ IV 30ရာခိုင်နှုန်းကများတယ်လို့ဆိုနိုင်ပေမဲ့လည်းဈေးနှုန်းအတက်ကျကျန်းတဲ့ stock တွေအတွက်ကကြတော့ IV 80ရာခိုင်နှုန်းကနည်းနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့် stock တစ်ခုချင်းစီရဲ့သဘောတဘာဝပေါ်မူတည်ပြီးတော့ဆုံးဖြတ်ရပါမယ်။ကျွန်တော်ကတော့ Momo trading platform ကိုအဓိကထားပြီး trader ဖြစ်တာအတွက်ကြောင့်မလို့ Momo trading မှာဖော်ပြထားတဲ့ volatility analysis အကြောင်းကိုအဓိကထားပြီးရှင်းပြပေးသွားပါမယ်။အကယ်၍မိတ်ဆွေကတခြား trading platform ကိုအသုံးပြုတယ်ဆိုလို့ရှိရင်လည်းဒီဗီဒီယိုမှာရှင်းပြပေးမယ့်သဘောတရားတွေနဲ့ကအတူတူပါပဲ။ Momo user တွေအတက်ကတော့ IV ကတကယ်ပဲများနေသလားနည်းနေသလားဆိုတာကိုသိရဖို့အတွက်ဆိုလို့ရှိရင် Momo ရဲ့ volatility analysis ကိုသုံးသင့်ပါတယ်။ဒီ feature မှာ implied volatility, IV historical volatility, HV, IV rank နဲ့ IV percentile ဆိုပြီးတော့ indicator ၄ခုပါဝင်ပါတယ်။ဒါတွေကိုဘယ်လိုသုံးမလဲဆိုတာကိုဆက်ပြီးတော့ကြည့်ရလိုက်ကြအောင်။ပထမတစ်ခုကတော့ implied volatility ပါပထမဆုံး IV အကြောင်းပြန်ကောက်ရမယ်ဆိုလို့ရှိရင်ဒါကအနာဂတ်မှာဖြစ်လာမယ်ရက်ပေါင်း30အတွက်ခန့်မှန်းချက်အသာဖြစ်ပါတယ် option ဈေးနှုန်းတွေပြောင်းလဲလာတာနဲ့အမျှဈေးကွက်ရဲ့ခန့်မှန်းချက်တွေပြောင်းလဲသွားလို့ရှိရင် IV ကလည်းအမြဲတမ်းလိုက်ပြီးပြောင်းလဲနိုင်ပါတယ်ဒုတိယတစ်ခုကတော့ historical volatility HV ပါဒါက IV နဲ့ဆန့်ကျင်ဘက်ဖြစ်ပါတယ်အနာဂတ်ကိုမကြည့်ပဲနဲ့သူကအတိတ်ကိုပြန်ကြည့်တဲ့သဘောဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပေါင်း30အတွင်း stock ဈေးနှုန်းဘယ်လောက်ထိလှုပ်ရှားခဲ့တယ်လဲဆိုတာကိုတိုင်းတာခြင်းဖြစ်ပါတယ် HV မြင့်နေတယ်ဆိုလို့ရှိရင်အတိတ်ကာလတုန်းကဈေးကစားမှုများခဲ့တယ်ဈေးကစားမှုကျန်းခဲ့တယ်လို့ဆိုနိုင်ပါတယ်တတိယတစ်ခုကတော့ IV rank ဖြစ်ပါတယ် IV rank ကတော့အရင်အသုံးဝင်တဲ့ indicator တစ်ခုဖြစ်ပါတယ်လက်ရှိ IV ကိန်းဂဏန်းကလွန်ခဲ့တဲ့တစ်နှစ်တာကာလနဲ့နှိုင်းယှဉ်လိုက်မယ်ဆိုလို့ရှိရင်ဘယ်အဆင့်မှာရှိနေတယ်လဲဆိုတာကို3ကနေ100ကြားမှာသူအမှတ်ပေးတဲ့သဘောဖြစ်ပါတယ် IV rank 50ရှိတယ်ဆိုလို့ရှိရင်တော့လက်ရှိ volatility ကသူ့ရဲ့တစ်နှစ်တာအမြင့်ဆုံးနဲ့အနှိမ့်ဆုံးကြားတက်တဲ့မှာရောက်နေတယ်လို့ဆိုနိုင်ပါတယ်နောက်ဆုံးတစ်ခုကတော့ IV percentile ဖြစ်ပါတယ် IV percentile ကတော့ frequency လို့ခေါ်တဲ့ကြိမ်နှုန်းကိုပြသခြင်းဖြစ်ပါတယ်ဥပမာ IV percentile က80ရာခိုင်နှုန်းရှိတယ်ဆိုလို့ရှိရင်လက်ရှိ IV ကလွန်ခဲ့တဲ့တစ်နှစ်တာရက်တည်းရဲ့80ရာခိုင်နှုန်းထက်ပိုမြင့်နေတယ်လို့ဆိုနိုင်ပါတယ်ဆိုလိုတဲ့သဘောတရားကတော့လက်ရှိအတက်ကျများနေတယ်လက်ရှိအတက်ကျကျန်းမှုကရှားရှားပါးပါးမြင့်တက်နေတဲ့အခြေအနေတို့လည်းပြောလို့ရပါတယ်ကဲဒါဆိုလို့ရှိရင် XYZ လို့ခေါ်တဲ့ stock ကိုလေ့လာကြည့်အောင်ဒီမှာဆိုလို့ရှိရင် HV က 40.5 ရာခိုင်နှုန်းရှိပြီးတော့ IV က 32.5 ရာခိုင်နှုန်းပဲရှိပါတယ် IV က HV ထက်နည်းနေတယ်ဆိုတော့ volatility ကျနေတယ် option တွေဈေးပေါ်မယ်လို့တော့ထင်စရာရှိပါတယ်ဒါပေမဲ့ IV rank ကိုသိရမှာ option ကဈေးသက်သာလားမသက်သာဘူးလားဆိုတာကိုသိရမှာပဲဖြစ်ပါတယ်ဒီတော့နောက် slide မှာပါတဲ့ IV rank တွေကိုဆက်ပြီးတော့ကြည့်လိုက်ကြအောင်
ဒီမှာဆိုလို့ရှိရင် IV ကိန်းဂဏန်းက HV ထက်နည်းနေပြီမဲ့လေ IV rank က60နဲ့ IV percentile ကတော့88.5 ရာခိုင်နှုန်းရှိနေတာကိုတွေ့ရပါတယ်ဒါကဘာကိုပြတယ်လဲဆိုရင်တော့ဒီ stock ရဲ့ own historical value လို့ခေါ်တဲ့အတိတ်ကပေါ့နော်သူ့ရဲ့ဒီဖြစ်ခဲ့တဲ့ historical value နဲ့ပြန်ရှင်းလိုက်တဲ့အခါမှာလက်ရှိ volatility ကအတော်လေးကိုမြင့်မားနေတဲ့အနေအထားကိုရှိတယ်လို့ဖော်ပြနေခြင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော် scenario 3ခုနဲ့ထပ်ပြီးတော့နားလည်အောင်ရှင်းပြပေးသွားပါမယ် scenario number 1ကတော့ earning report ထွက်တဲ့အချိန်မှာ scenario 1ကိုလေ့လာကြည့်လိုက်မယ်ဆိုရင် earning report ထွက်ခါနေတိုင်းမှာဆိုလို့ရှိရင် uncertainty လို့ခေါ်တဲ့မတေချာမှုတွေများတဲ့အတွက်ကြောင့်မလို့ IV ကတက်လာတတ်ပါတယ်ဒီအချိန်မှာဝယ်မယ်ဆိုလို့ရှိရင်တော့တတိထားဖို့လိုအပ်တယ်သတင်းတွေထွက်ပြီးသွားပြီဆိုလို့ရှိရင်တော့ IV ကရုတ်တရက်ကျသွားတတ်ပြီး IV crash လို့ခေါ်တဲ့အခြေအနေတွေဖြစ်ပေါ်လာတတ်ပါတယ် option တန်ဖိုးတွေပါလိုက်ကျသွားတတ်တာဖြစ်တဲ့ကြောင့်မလို့ကိုယ်အနေနဲ့ဆုံးရှုံးနိုင်ခြေတွေရှိတတ်ပါတယ်ဒါကိုတော့ option trader အနေနဲ့သတိပြုရမှာဖြစ်ပါတယ် scenario 2အနေနဲ့ကတော့ stock တစ်ခုနဲ့တစ်ခု IV တန်ဖိုးချင်းဓာတ်ရိုက်နှိုင်းယှဉ်လို့မရပါဘူး stock တစ်ခုချင်းစီတိုင်းမှာသူ့ရဲ့ပုံမှန် volatility အနေအမြင့်ကတော့ရှိပြီးသားဖြစ်ပါတယ်။ဒါကြောင့်သူများနဲ့နှိုင်းမရှင်ပဲနဲ့သူ့ရဲ့ IV rank ကိုကြည့်ပြီးတော့သူ့ရဲ့ own historical လို့ခေါ်တဲ့အတိတ်ကာလကဖြစ်ခဲ့တဲ့တန်ဖိုးတွေနဲ့နှိုင်းယှဉ်မှသာနဲ့ option ဈေးနှုန်းကတန်မတန်မှန်ကန်စွာဆုံးဖြတ်နိုင်မှာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ trading matrix strategy ချမှတ်ပုံမှာ IV rank နဲ့ percentile မြင့်နေတဲ့အခြေအနေမှာဆိုလို့ရှိရင် option ကဈေးကြီးနေတာကြောင့်မလို့ option ရောင်းတဲ့ strategy လို့ခေါ်တဲ့ဒီ short option strategy တွေကိုသုံးသင့်ပြီးတော့ option ဈေးနှိမ့်နေတယ်ဆိုလို့ရှိရင်တော့ option IV တန်ဖိုးနှိမ့်နေတယ်ဆိုလို့ရှိရင်တော့ option ဈေးပေါ်တာဖြစ်တဲ့ကြောင့်မလို့ကိုယ်အနေနဲ့ long strategy တွေကိုသုံးနိုင်ပါတယ်ဒီနေ့ဆွေးနွေးခဲ့တာနဲ့ပတ်သက်ပြီးတော့မေးကြရှိတယ်ဆိုလို့ရှိရင်တော့ comment မှာမေးမြန်းနိုင်ပါတယ်တတိပြောရမှာတစ်ခုကတော့ဒီကိန်းဂဏန်းတွေက theory အရတွက်ချက်မှုတွေဖြစ်တာအတွက်ကြောင့်မလို့လက်တွေ့ဈေးကွက်အခြေအနေနဲ့ကိုကအမြဲချင်းချင်းဆုံးဖြတ်ကြဖို့တိုက်တွန်းလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်